ကျန်စရာတွေကိုဖြေတာဖို့ဥတီချင်မဲတာတွေကိုလုံးနေမိတယ်အိမ်မက်တွေစီကခင်အောင်ကထနှိုးထားရတာကိုမကြိုက်ဘူးဆုံးရှုံးလိုက်ရတာကိုတွေးလိုက်မိရင်မြုံဝန်းအိမ်ဟာမိုးတွေညှို့လေရဲ့ဘယ်အကြောင်းနဲ့ဆုံပြီးဘာအကြောင်းနဲ့ခွဲရပါလဲဘယ်နည်းနဲ့မဆိုဝေးရတာများဘာကြောင့်တွေ့ဆုံဝင်လာပေးရသေးတာလဲစစ်စစ်ချက်အဖြေမရတဲ့တန်ရာကိုအသေးကွဲခြင်းလို့ခေါ်တာလားယူးကြောင်ကြောင်တီကုန်းမိလိုက်တဲ့စကစုတွေကိုကြပြားလို့ခေါင်းစဉ်တက်လို့ရမလားပု္ပ္ပာတွေကိုလည်းအဖြေမရှာခြင်းတော့ကျိုးပြစ်စုံလို့လိုက်လေပြီးလေဝေးလေဘေဘေရဲ့မွေးနဲ့ထောင်မှာရေရည်ချီချီသူကတကယ်ပြန်မလာတော့ဘူး